မင်္ဂလာပါဘန်ကောက်ရဲ့အင်ချန်မြေဈေးကွက်မှာအခုလက်ရှိဟော့ဖြစ်နေတဲ့စီမံကိန်းအသစ်တစ်ခုကိုအသေးစိတ် review လေးလုပ်ပြီးသွားပါမယ်ဘန်ကောက်ရဲ့အချက်အချာကျတဲ့ Rama 4နဲ့ Sukhumvit နယ်မြေမှာအသစ်ထွက်ရှိလာမဲ့ Life Sukhumvit Rama 4ကွန်ဒိုစီမံကိန်းကိုအစအဆုံးအသေးစိတ်သုံးသပ်ပြီးသွားပါမယ်ကိုယ်တိုင်နေထိုင်မှုပဲဖြစ်ဖြစ်ရင်းနှီးမြှုပ်နှံမှုပဲဖြစ်ဖြစ်စဉ်းစားနေတဲ့သူတွေအတွက်ဒီဗီဒီယိုလေးကအဖြေတစ်ခုရသွားစေမှာပါမေလ10ရက်နေ့မှာလုပ်မဲ့ VVIP sales ကစတင်တော့မှာပါ Life Sukhumvit Rama 4စီမံကိန်းကဘာကြောင့်ရင်းနှီးမြှုပ်နှံသူတွေချာမှာဒီလောက်တောင်စိတ်ဝင်စားမှုမြင်နေတာလဲအစောဆုံးဝယ်တဲ့ပထမအခန်း100အတွက် extra 3% discount အောင်ဘယ်လောက်တောင်တန်ကြေးရှိလဲဆိုတာကျွန်တော်ဒီနေ့အသေးစိတ်တွက်ပြရှင်းပြပေးသွားပါမယ်စီမံကိန်းက46ထက် high rise condo အမျိုးအစားဖြစ်ပြီးတော့စုစုပေါင်းလူနေအခန်း1054ခန်းနဲ့စီးပွားရေးလုပ်ငန်း3 commercial unit 2ခုပါဝင်မှာဖြစ်ပါတယ်မြေအကျယ်အဝန်းက4ရိုင်ကျော်ရှိပြီးတော့ကားပါကင်က 41% ပါဝင်မှာပါအကြီးဆုံးအချက်ကတော့ EIA ပတ်ဝန်းကျင်ထိခိုက်မှုဆက်စစ်ချက်အောင်မြင်ပြီးလို့2025ခုနှစ်9လပိုင်းမှာကနေကစတင်ဆောက်လုပ်နေပြီးတော့2028ခုနှစ်ဖေဖော်ဝါရီလမှာအပိသက်မှာဖြစ်ပါတယ်။အင်ချန်မြေတစ်ခုရဲ့တန်ဖိုးကိုဆုံးဖြတ်တဲ့နေရာမှာ location ကအဓိကပါ။ Life Sukhumvit Rama 4ရဲ့ဒီနေရာက Rama 4လမ်းမကြီးပေါ်မှာတည်ရှိပြီးတော့ Sukhumvit 42ကနေပြီးတော့တဆင့်အလွယ်တကူဝင်ထွက်နိုင်ပါတယ်။တဲ့ယူပို့ဆောင်ရေး Transit BTS Prakno Buddha နဲ့နီးတယ်လို့ MRT Blue Line ကိုပါချိတ်ဆက်သွားလာနိုင်ပါတယ်။ချက်လန်မဟာနခွန်အမြန်လန်းနဲ့ညီတဲ့အတွက်မြို့ရင်းမြို့ပြင်သွားလာရတာအရန်လွယ်ကူပါတယ်လူနေမှုဘဝ lifestyle and retail gateway အကမိုင်ဆမ်မဟေစူရန်ပလန်မားကတ်တို့လိုဈေးဝယ်စင်တာတွေအပြင် K Village ဖုံဖုံကအမ်ကော်တီယာအမ်ပိုရီယန်တို့ကိုအလွယ်တကူသွားလာနိုင်ပါတယ်စီးပွားရေးနဲ့ရုံးခန်းများ business hub BJC House FYI Center တို့အပြင်အခုလက်ရှိအကြီးမားဆုံး mega project တွေဖြစ်တဲ့ One Bangkok နဲ့ The Path တို့လည်း Rama 4 Land အတိုင်းဓာတ်ရိုက်သွားလို့ရပါတယ်။ကျန်းမာရေးနဲ့ပညာရေး The Prince ဆေးရုံ Sukhumvit ဆေးရုံစတဲ့ထိပ်တန်းဆေးရုံတွေနဲ့ Bangkok တက္ကသိုလ် St Andrew International School တို့နဲ့လည်းနှီးပါတယ်။ဒါကအငှားပြန်ချခြင်းနဲ့ရင်းနှီးမြှုပ်နှံသူတွေအတွက်ပြစ်မှတ်ထားစရာတေချာတဲ့နေရာပါ။ဒီစီမံကိန်းမှာစိတ်ဝင်စားစရာအကောင်းဆုံးကအထက်အနှိမ့်အမြင့်ပေါ်မူတည်ပြီးတော့အခန်းလေးအောက်ပြောင်းလဲသွားတဲ့အချက်ပါပဲအခန်းမျိုးစားတွေကိုအရင်ကြည့်အောင်ဗျ1 bedroom 27 square meter ကနေပြီးတော့ 31.5 square meter အထိရှိပါတယ်လူပြိုအပြိုဒါမှမဟုတ်ဆုံတဲတွေအတွက်အသင့်တော်ဆုံးမှာ1 bedroom plus 35 square meter အလုံးလုံးဖို့ wall space ဒါမှမဟုတ်အခန်းငယ်တစ်ခုထပ်ပါတဲ့အတွက်စပိတ်အပိုးလိုချင်တဲ့သူတွေအတွက်အရန်ကိုအဆင်ပြေပါတယ်2 bedroom က50 square meter to 60 square meter ရှိပါတယ်မိသားစုနဲ့နေထိုင်မဲ့သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုပါအထက်တွေအပေါ်မူတည်ပြီးတော့ဘလို့ကွာခြားသွားလဲ ground floor ကနေပြီးတော့7 floor အထိ lobby ဆိုင်ခန်းနှခမ်းကားပါကင်နဲ့ facility တွေပါပါမယ်8 floor ကနေပြီးတော့29ဒီအထက်တွေမှာ31 square meter ကျယ်ဝန်းတဲ့ B series အခန်းတွေအများဆုံးပါဝင်ပြီးတော့ Barraquid Garden လို facility တွေနဲ့လည်းနှီးပါတယ်အလွှာ30ကနေ44လွှာအပေါ်ရက်ရောက်လာတာနဲ့အမျှ B series အခန်းတွေနေရာမှာ35 square meter အကျယ်ရှိတဲ့ C1 1 bed plus အခန်းတွေအစားထိုးဝင်ရောက်လာပါတယ် view ပိုကောင်းသွားပြီးတော့အခန်းပိုကျယ်တဲ့ premium ခန်းစားချက်ကိုရမှာပါ45လွှာ penthouse level ဒီထက်မှာတော့အခန်းမျိုးစားအစုံမရှိတော့ပါဘူး35 square meter ကနေစတဲ့ C, D နဲ့ F series အခန်းကျယ်တွေပဲတည်တံ့ပါဝင်မှာဖြစ်တဲ့အတွက် privacy အပြည့်အဝပေးနိုင်တဲ့အထက်တွေဖြစ်ပါတယ်ရင်းနှီးမြှုပ်နှံသူတွေအတွက်အသိကျင်ဆုံးအပိုင်းကိုရောက်လာပါပြီဒီစီမံကိန်းရဲ့တန်ကြီးကဘယ်လောက်ရှိမလဲ1 bedroom 21 square meter အခန်းလေးတွေဆိုရင်ဘတ်3တန်လောက်ကနေစပြီးတော့ရပါမယ်1 square meter ကို3,000,000ဝန်းကျင်ပဲကြာတင်ပါပါ
1 bed plus 35 square meter အခန်းလေးတွေကို 3.89 million ကနေပြီးတော့ 5.18 million လောက်ကနေဝယ်လို့ရပါတယ်2 bedroom 60 square meter အခန်းလေးတွေကို 7.94 million ကနေ 9.51 million ကြားမှာဝယ်လို့ရပါတယ်တတိထားရမယ့်အချက်တစ်ချက်ကအထက်မြင့်လေးပို့ပြီးတော့ဈေးကြီးလေးပါပဲဗျဥပမာ43လွှာကအခန်းတွေက28လွှာမှာရှိတဲ့အခန်းထက်ဈေးနှုန်းက20 to 25% လောက်ပိုမြင့်နေပါတယ်ဒါအပြင်တူညီတဲ့အထက်တူညီတဲ့အကျယ်ဖြစ်နေတော့မှ position ဥပမာထောင်ခံ view ပိုကောင်းတဲ့အခန်းပေါ်မှာမူတည်ပြီးတော့ဈေးနှုန်းကွာခြားချက်ရှိပါတယ် payment plan ဘယ်လိုပေးချေရမလဲ booking fee 1 bedroom အတွက်ဘတ်9000နဲ့2 bedroom အတွက်ဘတ်3သိန်းပေးသွင်းရမှာပါ contract fee စုစုပေါင်းအခန်းတန်ဖိုးရဲ့15%ကိုစာချုပ်ချုပ်ချိန်မှာပေးချေရမှာပါဥပမာဘတ်3တန်းတဲ့အခန်းဆိုရင် contract fee အနေနဲ့4သိန်းခွဲဝန်းကျင်ကျတင်ပါပါအခုလက်ရှိအချိန်မှာ showroom sales office ဖွင့်လှစ်ထားခြင်းမရှိသေးပါဘူးဒါပေမဲ့ပုံစံငယ်တွေ e-brochure တွေနဲ့ price list တွေကကျွန်တော်တို့စီမှာအဆင့်သစ်ကြီးရှုနိုင်ပါတယ်အရေးအကြီးဆုံးအခွင့်အရေးကတော့မေလ10ရက်နေ့မှာစတင်မယ် VVIP round booking ပါပဲဘာလို့ VVIP ကိုအမေရယူတင်လဲဆိုတော့ပထမဆုံးဝယ်ယူတဲ့အခန်း100အတွက်တာမန် discount အပြင်နောက်ထပ်အပို special 3% discount ကိုပါထပ်ပြီးတော့ပေးသွားမှာပါဒီ3%ဆိုတာကဘတ်3တန်းတဲ့အခန်းမှာတော့မှဘတ်9000နီးပါတက်တာသွားမယ်ပမာဏပါအခန်းနေရာကောင်း view အကောင်းဆုံးကိုဈေးအသက်သာဆုံးနဲ့ရွေးချယ်ရမယ်အချိန်လည်းဖြစ်ပါတယ်သင်ကဒီ Life Sukhofit Rama 4မှာအကောင်းဆုံးအခန်းနေရာတစ်ခုကိုရွေးချယ်ခြင်းနဲ့ VVIP ဈေးနှုန်းနဲ့ပိုင်ဆိုင်ခြင်းနဲ့ဒါမှမဟုတ်ငှားရမ်းမှု ROI Return on Investment အကြောင်းအသေးစိတ်ဆွေးနွေးခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Time Money Mail ကိုအခုပဲဆက်သွယ်လိုက်ပါသင်ရဲ့ရင်းနှီးမြှုပ်နှံမှုအတွက်အကောင်းဆုံးအကြံဉာဏ်တွေနဲ့အတူလိုအပ်တဲ့စာရွက်စာတမ်းကိစ္စအဝဝကိုကျွန်တော်တို့ Time Money Mail အဖွဲ့သားတွေကအစအဆုံးတာဝန်ယူဆောင်ရွက်ပေးသွားမှာပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အသေးစိတ်အချက်လက်ကလေးတွေကို message box ကနေပြီးတော့တဆင့်ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်နောက်ထပ်အင်ချမ်းမြေသတင်းအချက်လက်ကလေးတွေနဲ့ပြန်လာခဲ့ပါမယ်မင်္ဂလာရှိတဲ့နေ့လေးဖြစ်ပါစေဗျ